နှလုံးအားနည်းယောဂရှိတဲ့သူတွေသိရှိထားတဲ့ဘုဒ္ဓတာတွေကိုဆရာမအမျှဝေပေးမှာဖြစ်ပါတယ်နှလုံးအားနည်းတဲ့အခါခံစားရတဲ့လက္ခဏာတွေကတော့မင်္ဂလာပါရှင်ဆရာမကတော့ဒါဝဲမမပါဆရာမဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒီနေ့ခေတ်မှာအဖြစ်များလာပြီးတော့ဟိုးရင်ခေတ်ကလေးတွေဖြစ်ပွားလာလေးရှိတဲ့ရှေးဆန်တဲ့ယောဂတစ်ခုကြောင့်ပြောပြပေးခြင်းတာပါဒီယောဂကတော့နှလုံးယောဂဖြစ်ပါတယ်ရင်ကြည်ရင်ကဲစာမချီချောင်းစုနှလုံးတူမှုမော့ကုန်ပြောင်းလေးစီမြို့သမီးများအတွက်လန့်စင်ဓမ္မတာသွေးမမှန်ခြင်းများအန္တာအေးသွေးစီရစာတောက်ချီပြောင်းမင်းရှင်ဟန္တာအေးစေးတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်3993333311ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်နှလုံးယောဂလို့ဆိုတဲ့နေရာမှာနှလုံးသွေးကြောကျဉ်တာနှလုံးသွေးကြောကျဲတာနှလုံးကြီးတာနှလုံးကျက်သားနဲ့ဆိုင်တဲ့ယောဂနှလုံးခင်တွေပျက်စီးတာစတဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂအများကြီးရှိပါတယ်ဒီလိုနှလုံးယောဂတွေအများကြီးရှိတဲ့နေရာမှာနှလုံးအားနည်းယောဂရှိတဲ့သူတွေသိရှိထားတဲ့ဘုဒ္ဓတာတွေကိုဆရာမအမျှဝေပေးမှာဖြစ်ပါတယ်နှလုံးအားနည်းတဲ့အခါခံစားရတဲ့လက္ခဏာတွေကတော့နှလုံးတုံရင်ခုန်မှုမောတာအိတ်လို့မပြောတာအသက်ရှူမောကမောချက်တာခြေကုန်လက်ပန်းကျတာရှင်ဘက်အောင်တာခြေလက်ပေါ်ရောင်တာခြေသေးလက်သေးနဲ့နှာခမ်းတွေဖြူဖြောနေတာပြားနေတာမျိုးတွေတွေ့ရတတ်ပါတယ်ခုဆက်ပြီးတော့နှလုံးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေကိုလည်းပြပြပေးချင်ပါတယ်ရှင်နှလုံးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေကတော့မွေးရပါနှလုံးယောဂရှိတာသွေးအားနည်းယောဂရှိတာစိတ်ဖိစီးမှုများတာအိပ်စက်မှုအချိန်မမှန်တာဆေးလေးအရက်တောက်လေးရှိတာစတဲ့အကြောင်းတွေကြောင့်နှလုံးအားနည်းယောဂဖြစ်တတ်ပြီးတော့အသက်အရွယ်ကြီးလာတဲ့သူတွေမှာလည်းနှလုံးရဲ့လှုပ်ဆောင်ချက်တွေအားနည်းချို့ယွင်းလာပြီးတော့နှလုံးယောဂဖြစ်တတ်ပါသေးတယ်ရှင်အသက်အရွယ်ကြီးလာတဲ့သူတွေမှာလည်းနှလုံးရဲ့လှုပ်ဆောင်ချက်တွေအားနည်းချို့ယွင်းလာမှုကြောင့်နှလုံးယောဂဖြစ်နိုင်ပါသေးတယ်ရှင်ဒါအပြင်စီဂျိုယောဂသွေးတို့ယောဂကြောက်ကက်ယောဂနားလားစီအဆုပ်ယောဂနဲ့တာရွက်ယောဂတို့လိုယောဂခံနေရှိနေရင်လည်းနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားနိုင်ပါသေးတယ်ရှင်ခုဆက်ပြီးတော့ဆရာမနှလုံးယောဂမဖြစ်စေဖို့နဲ့နှလုံးယောဂသက်သာပြောက်ကင်းစေဖို့အတွက်တင့်တော်တဲ့နေတိုင်းစားသောက်မှုပုံစံတွေကိုလည်းမျှဝေပေးချင်ပါတယ်ရှင်နှလုံးယောဂသက်သာစေဖို့အတွက်အဓိကအချက်ကတော့စိတ်ဖိစီးမှုကိုလျှော့ချပေးဖို့လိုပါတယ်ဒါအပြင်အေးဝဝအိပ်ပေးပါအဲ့ချိန်ကိုလည်းပုံမှန်ထားပြီးတော့အိပ်ဆက်ပေးပါလက်ဖက်လက်ဖက်ရည်ကော်ဖီတို့လိုကပင်းတက်တွေကိုလည်းအလွန်အကျွံစားတောက်ခြင်းမျိုးမှရှောင်ကျဉ်ပေးပါဆေးလိပ်ဆေးရွက်ကြီးနဲ့အရက်ဘီယာဆေးလိပ်တို့ကိုလည်းအတက်နိုင်ဆုံးရှောင်ကျဉ်ပေးဖို့အကြံပြုပေးချင်ပါတယ်နောက်တစ်ပတ်မှာတော့နှလုံးကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်တဲ့ဆေးနည်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ခုလောက်ဆိုရင်တော့နှလုံးကျန်းမာအားကောင်းစေဖို့အတွက်သိရှိထားတဲ့ဘဝတုဒ္ဒတွေကိုအတန်သိသိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပြည်သက်ကြီးများအားလုံးပဲကျန်းမာပျော်ရွှင်လာပါနိုင်ကြပါစေရှင်